အားလုံးပဲမင်္ဂလာပါရှင်ဆရာတာတီရဲ့မဖဲဝါစီးတဲ့ကြားဆိုတဲ့ဝတ္ထုတို့လေးဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျားတို့ကိုကျုပ်မပြောဘူးတဲ့အကြောင်းတခုတော့ပြောရအောင်ပဲဗျကျုပ်ဆရာတော်ဥက္ကုဏအကြောင်းကတော့မကြပြောနေကြဆိုတော့ခင်ဗျားသိနေတော့ပြီပေါ့ဗျဆရာတော်ကကျုပ်ဆိုရင်လှုပ်အားကိုတာဗျဘာကိစ္စလေးရှိတာတီခေါ်နေကြတာတီဆိုတဲ့ကျုပ်ကလည်းရွာတော်များများကိုဆရာတော်နဲ့လိုက်ဖူးသွားဘူးနေတာကိုအလှတို့ကထိန်တို့လေဗျာကုံပြောရရင်အကျွတ်အလွတ်ပွဲတို့ဘေးမဲ့ပွဲတို့တောင်ဆရာတော်ကကျုပ်ကိုခေါ်တာဗျကျုပ်ကအလုံးရှိရင်သာဆရာတော်ကိုရှောက်ပြီးနေခဲ့ရတာခမ ्या ကိုကျုပ်ပြောမယ်ဆိုတာတခြားမဟုတ်ဘူးကျုပ်ဆရာတော်ဥက္ကုဏကအက္ခရပညာအားကြီးဝါဒနာပါတာအက္ခရဆိုတာဖို့ထိုးတာကိုပြောတာလေဗျာဆရာတော်ရဲ့ဖို့ယုံထဲမှာတာတီဖို့ဆွဲနေကြပေါ့ဗျာတခါတလေတော့လေဆရာတော်ကဓာတ်ကြီးထိုးတယ်ဗျတခါတလေတော့လေရိတ်ခါလမ်းချောင်းထိုးတယ်ဓာတ်ကြီးဆိုတာကဆရာတော်တို့အခေါ်အရပြောတာပေါ့ဗျာဓာတ်လုံးထိုးတာကိုခေါ်တာတန်လုံးတို့ပြက်တလုံးတို့ကြေးလုံးတို့ပေါ့ကျုပ်ဆရာတော်ကတန်လုံးထိုးတာဗျဆရာတော်စီမှာတန်လုံးလေးတစ်လုံးရှိတယ်အယောင်ကနီရဲလေးဓာတ်လုံးဆိုပေမဲ့လေဆရာတော်ဓာတ်လုံးကလုံးဝနေတာတော့မဟုတ်ဘူးခပ်ပြားလေးတော့ဖြစ်နေတယ်တာတေဒါတန်တေလုံးกว่าမြင်ဘူးအောင်ကြည့်ထားပြရာတေရင်ကြွားတဲ့တန်တေရင်ပြားတဲ့ဒါကြောင့်ငါဓာတ်လုံးကပြားလေးဖြစ်နေတာပေါ့ဆရာတော်ဓာတ်လုံးကိုကျုပ်လက်နဲ့ကင်ရတာမဟုတ်ဘူးကြည့်ုံပဲကြည့်ရတာရိတ်ခါလန်းဆိုတာကတော့ရွှေဖြစ်ငွေဖြစ်ထိုးတာပေါ့ဗျာဆရာတော်ဖိုယုံထဲမှာကဖားဖို့ကြီးနှလုံးရှိတယ်တစ်လုံးကဆရာတော်ဓာတ်ကြီးထိုးတာနောက်တစ်လုံးကတော့ဆရာတော်ရိတ်ခါလန်းထိုးတာအဗျဖားဖို့ကြီးနှလုံးစလုံးက3ထပ်ဖို့တွေဒီ3ထပ်ဖို့ဆိုတာကပြင်ချက်ကြီး4ချက်နဲ့လှုပ်ထားတာဗျလေအောင်တဲ့အခန်း3ခန်းရှိတယ်လို့ပြောတာတတိဆေးဖုတ်ဖို့ထင်းနေနေပြီကွဆရာတော်ကကျုပ်ကိုမိန်နာနဲ့ကျုပ်ကလှဲကောက်ပြီးတော်ရဲဝင်ထင်းခုတ်တော့တာပေါ့ဖုတ်ပါယုံကျောင်းဝင်းကြီးရဲ့ရာဟုတောင်းမှာမြေချင်းကြီးတစ်ခုတူးထားတယ်လေအဲ့ဘက်မှာကဘာကျောင်းမှမရှိဘူးမြေကွက်လက်ကြီးလေဗျာအဲ့မြေချင်းထဲမှာဆရာတော်ကနဘဲအိုးတစ်လုံးမြုပ်ထားတယ်နဘဲအိုးဆိုတာကတောက်ရည်အိုးကိုပြောတာအဲ့ထက်မှာတွတ်ရဲဒုတ်ထားရဲဟင်းရိုင်းရဲထည့်ပြီးအပေါ်ကမဖောက်ထုံးနဲ့အုပ်ထားတာအဲ့အိုးမြုပ်ထားတဲ့မြေချင်းထဲမှာတော့ထင်းချောင်းကိုမပြတ်ထည့်ပြီးမီးရှို့ထားတာပေါ့ကျုပ်တို့ရွာသားတွေကတော်ရဲသွားတိုင်းထင်းချောင်းတွေခုတ်လာပြီးဆရာတော်ဆေးဖုတ်ဖို့ပုံပေးကြရတာပဲဖင်းပုံကြီးကဟီးထနေရပြို့အဲ့ဒီကျင်းတဲကနေအိုးကိုမီးမပြတ်အောင်4-5လဖုတ်ရတာဆရာတော်ကဆေးဖုတ်တယ်လို့သာပြောတာပါဗျာအချိန်တိုင်အဲ့နဘဲအိုးဖော်ပြီးအထက်ကနီရဲအမှုန့်နေဖိုကန်းနဲ့လုံနဲ့ထည့်ပြီးထိုးတော်တာဗျကျုပ်မကြထိုးပေးရတာပေါ့လုံခွဲတဲ့အချိန်ကျရင်တော့ဆရာတော်ကသူကိုယ်တိုင်ခွဲတယ်ဗျကျုပ်လည်းမကြည့်ရအောင်တာတီငါဒီပညာငါကိုကျိုးကိုမသုံးမဆွဲဘူးမရှိစင်းရဲသားတွေအတွက်ငါလုပ်တာဟုတ်သားဗျကျုပ်တို့ရွာမှာကျောင်းမနေနိုင်တဲ့သူတွေကိုဆရာတော်ကထားပေးတယ်ကုံပြောရရင်ကောလိပ်တွေပါလေထိဆရာတော်ကထောက်ပံ့ပြီးထားပေးတာဗျကျုပ်ဆရာတော်ရွှေဖြစ်တယ်ဆိုတာကရွာတွေကလူတွေတီးတိုးပြောလို့ကျုပ်ကြားဘူးပါတယ်ဟုတ်မဟုတ်တော့သေးချာမသိပါဘူးဗျာဒါပေမဲ့အဲ့ဒီပညာကိုဆရာတော်ကသင်ပေးတယ်ဆိုတာတော့လည်းမကြားမိပါဘူးကျုပ်ကလည်းတစ်ခါမှလုံးပြတာမျိုးလည်းမရှိဘူးလုံခွဲကနေပြီဆိုရင်ထားခဲ့တော့တာတီးရပြီလို့ပြောပြီးကျုပ်ကိုပြန်လှုပ်ပြီးမှဆရာတော်တပားလေးပဲခွဲတာဗျဘသူမှကြည့်ရတာလည်းမဟုတ်ဘူးကျုပ်ရောကျုပ်တို့ရွာသားတွေရောလွတ်စည်းရှိတာဗျကျုပ်တို့ဆရာတော်ကမမေးစေချင်ဘသူမှမကြည့်ပါဘူးဗျဒီနေ့လဲဆရာတော်ခေါ်ခိုင်းလို့လိုက်သွားပြီးဖိုဆွဲပေးရတယ်တလုံးကိုမီးသွေး9အုပ်လောက်နဲ့3လုံးထိုးပေးခဲ့တယ်မီးကတော့မီးပြင်းဗျဆရာတော်ပြောတာတော့ဒူးဟာတေစောဆိုပဲကျုပ်ကတော့ဒါပဲသိမှာတော့ဆရာတော်ကဟဲ့တာတေးပြင်းဆွဲမနာနဲ့လို့ပြောရင်မနာတန်းခက်ပြင်းဆွဲလိုက်တာပဲရှူးနဲ့ဖာပိုကြီးမြည်ရဲ့အတန်ကိုလည်းပြက်မသွားအောင်ထိုးရတာပဲမိထဲကလုံးကိုရဲတောက်နေအောင်ပေါ့ဗျာဆရာတော်ကျောင်းကနေအိမ်ပြန်ရောက်တော့အမေတဲထားရဲ့ရင်နွေးချမ်းလေးနဲ့ထညက်ခဲလေးနဲ့စားရင်ချွေးတိတ်အောင်နားရတာပေါ့မိုးလေးကဖွဲလေးမိုးတွင်းလေးဗျာကျုပ်တို့ညာမိုးတွင်းဆိုတာကအောက်ပြေလို့အုံတိုင်းရွာတာမဟုတ်ဘူးခက်ဖွဲပဲရွာတာနေရတာတော့အိုက်ဆက်ကြီးပေါ့ဗျာတာတီရေလေးပါလေးချိုးအောင်မလားချိုးမှဆိုလဲချိုးဟဲ့ပြီးရင်ထမင်းစားဖို့ဒီမှာနင့်အဘကပိုက်စာနေပြီတဲ့အမေဘာဟင်းကောင်းများချက်လို့တော့ဝတ်သားပုံးရည်ကြီးချက်လေဟင်းဟုတ်လားအမေဝတ်သားပဲကရတော့မြောက်ပိုင်းကထွန်းပွင့်လာပို့တာနဲ့ယူထားလိုက်တာပဲဟင်းကကျုပ်ကြိုက်လေဝတ်သားနဲ့ပုံးရည်ကြီးဆိုတာကျုပ်ကဘိုက်စာသွားတာပဲပြုတ်မချိုးတော့ဘူးအမေဆရာတော်ကိုဖိုးဆွဲပေးခဲ့တာမီးနာကတ်လာတော့ချက်ချင်းချိုးလို့မကောင်းဘူးအေးဒါဆိုလဲစပွဲကုန်ခင်းတော့ငါထမင်းခုမယ်ကျုပ်ဖြင့်ထမင်းဝိုင်းမှာစာနဲ့ကြိတ်လိုက်တာနဲပါဘူးဗျာအဘကလည်းကျုပ်လိုပဲဝတ်သားနဲ့ပုံးရည်ကြီးလွှတ်ကြိုက်တာဗျအဘလည်းတော်စားတာထမင်းစားပြီးတော့ငကားစပုတ်လေးမီးဟိ4-5ဖွာလောက်လဲဖွာလိုက်ရောမျက်စိကဆင်းလာရောအိမ်ရှိဖက်ချွတ်မှာချွတ်ထားတဲ့တန်းရရှည်လေးမှာဝပိုးချမ်းလေးခေါင်းအုံပြီးကျုပ်မှေးလိုက်တယ်ကျုပ်ဖြင့်မှေးကနေအိပ်ပျော်အောင်ရှိသေးတာတီ
ကျုပ်လက်နိုးသွားတယ်ခေါင်းထောင်ပြီးဝိုင်းဝါကိုကြည့်လိုက်တော့ငွေတင်းကုန်းကကိုအောင်ဘကျော်ဗျလူကမဲမဲတုတ်တုတ်ကြီးသူ့ကိုငွေတင်းကုန်းသားတွေကမောင်ဗလားကျော်လို့ခေါ်ကြတယ်ပြင်ချမ်းအင်ကြီးအဖြူလက်တို့ကိုဝစ်လို့ခေါင်းမှာလဲထမ်းပတ်ခမောက်တစ်လုံးကိုစောင်းတယ်လက်ထဲမှာတော့နွားနေတန်တုတ်ကိုကင်ထားတယ်ဗျကိုအောင်ဘကျော်နဲ့ကျုပ်နဲ့သိပေမဲ့အခုလိုအိမ်နေပါလေတော့တခါမှမလာဘူးပါဘူးကိုအောင်ဘကျော်ကကျုပ်ထက်တော့4-5-6နှစ်လောက်ကြီးတယ်ဗျပြီးတော့ဒီလူကလူပြိုလေအိမ်ထောင်ရက်သားရှိတာမဟုတ်ဘူးငွေတွင်းကုန်းမှာကိုအောင်ဘကျော်ကာလာသားကောင်းပေါ့ဗျကျုပ်တို့အညာခေါ်တော့မြောက်ကောင်းခေါ်တာပေါ့ငွေတွင်းကုန်းရောက်ရင်မြောက်ကောင်းအောင်ဘကျော်လို့မင်းလူတိုင်းကသိတာပဲဟာကိုအောင်ဘကျော်ကြီးလာပြီလားကျုပ်လှမ်းခေါ်လိုက်တော့ဝိုင်းတဲ့ကိုခေါင်းကြီးငိုင်းငိုင်းနဲ့ဝင်လာရောကိုအောင်ဘကျော်ကအိမ်ပေါ်ရောက်တာနဲ့ကျုပ်ကလည်းလာပြကိုအောင်ဘကျော်ကြီးထိုင်းဆိုပြီးပြောဆိုဆိုနဲ့ရင်နွေးချက်နှဲ့ပေးလိုက်တယ်လက်ဖက်အစ်ကလေးလည်းရှေ့တိုးပေးပြီးငကားစစ်ဘောလေးတက်လိုက်မီးညှိပြီးတော့ကမ်းပေးလိုက်တယ်ကဲကိုအောင်ဘကျော်အကျန်းတောက်ဗျလက်ဖက်လဲစားဘဲကနေရောက်လာတော့လက်ထဲမှာလည်းနွားနေတန်ကြီးနဲ့ဆိုတော့လှဲပါလာတဲ့ချင်းနဲ့မင်းစီတက်လာတာကွာတာတီကလှဲပါတယ်အရှိပိုင်းကဘာထွေးကြည်တောင်းတို့ဝိုင်းမှာဖြုတ်ထားခဲ့တယ်မင်းအိမ်တော်မသိလို့ဘာထွေးကြည်တောင်းမေးပြီးလာရတာပဲပြောရင်းနဲ့ကိုအောင်ဘကျော်ကြီးကငကားစစ်ဘောလေးကိုဖွာလိုက်တယ်ကိုအောင်ဘကျော်လက်ဖက်လဲစားဗျနှုတ်ထမင်းရောစားခဲ့ပြီလားမစားရသေးဒီမှာစားပါလားဟာစားပြီးစားပြီးမှထွက်လာတာပါကွာနှုတ်ကိုအောင်ဘကျော်ကိစ္စအထူးများရှိလို့လားကျုပ်ကမေးလိုက်တော့မှဆေးလိမ်မီကိုနှာခေါင်းထဲကမှုတ်ထုံရင်းနဲ့ပြောတယ်ကိစ္စမှထူးလိုက်ပါပြီတာတီယာဟင်ဘလို့ကိစ္စများတော့ကျုပ်တို့ငွေတွင်းကုန်းမှာကြားတကောင်ရောက်နေတယ်ဘာကြားဟုတ်လားဟုတ်ပါတာတီယာကြားကွာကြားမှာအနက်ကြီးဟင်ခမည်းတော်ကြွားတဲ့ဝင်ရောလားမဝင်ပါဘူးကွာရွာပြင်ကပဲပတ်ပြီးသွားနေတာကြားဟင်းတန်ကြီးရောငါတို့ငွေတွင်းကုန်းတရွာလုံးလွှမ်းနေတာပဲညနေတကောင်ကြားမကြားကလာတာခုထိတော့ရွာထဲမဝင်သေးဘူးကွာရွာရိုးပြင်ကပဲသွားနေတာပဲဘလို့တော့ဗျာထူးဆန်းလှကြည့်လားကျုပ်တို့ဘက်တွေမှာဘယ်တော့မှကြားရှိဘူးလို့လဲနှုတ်ကြားအနက်ဆိုတာအောင်ဘယ်နဲ့သိတာတော့ဟာတာတီကလည်းငါနဲ့ကာလာသားတွေညဘက်ကြီးတစ်ပင်ပေါ်ကတက်ပြီးကြည့်တာပေါ့ကွာအနက်မှာမှောင်နေအောင်နှက်တာအကောင်ကလည်းနည်းနည်းနောကြီးမဟုတ်ဘူးငါစိတ်ထင်တော့9,000ကြားမကဘူးထင်တယ်12တောင်လောက်ရှိမလားပဲကျုပ်ကကိုအောင်ဘကျော်ပြောတာနားထောင်ရင်တွေးမိနေတယ်ကိုအောင်ဘကျော်ကျုပ်တော့ကြားနဲ့စီမန်းအောင်သိပါဘူးကျုပ်ကြားဘူးတာတော့ကြက်တစ်နဲ့ပဲကြားဘူးတာပဲဟာကြက်တစ်မဟုတ်ဘူးတာတီယာကြားမှာကြားဆက်ထိန်းလိုက်တမဝုန်းငနေနေရပဲညရောက်ရင်ငါတို့ရွာသားတွေမှာတကားပေပြီးအိမ်ထဲငြိမ်နေရတာရွာလန်းထဲမှာလူကိုမရှိတော့ဘူးခွေးတွေဆိုတာလည်းအမိတွေကောက်ပြီးငြိမ်နေရပဲတင်းကုတ်ထဲကနွားဆိုတာတော့လှုပ်တောင်းမလှုပ်ရဲဘူးနှာမှုတ်တန်တဖူးဖူးပဲကြားရတယ်ကျုပ်ကြားဘူးတာတော့ဘင်္ဂလားကြားဆိုတာတွေက9,000 10,000ရှိဆိုပဲဗျအခုကိုဘကျော်ပြောတယ်လို့ဆိုရင်ဘင်္ဂလားကြားကြီးလားမှမသိတာတောထဲတောင်ထဲသွားရင်နေကျွန်းလာတာဖြစ်မှာပေါ့ဟာနေကျွန်းလာရင်လည်းတခြားသွားရောပေါ့ကွာအခုဟာကညတိုင်းတကောင်ကျော်ရောက်လာတဝုံဝုံနဲ့ဟိန်ရွာကိုတပတ်ပြီးတပတ်ပတ်နေရောနှုတ်အခုဆိုရင်ဘယ်နှညရှိပြီတော့ညကနေပါဆို4ညတောင်ရှိပြီဟင်4ညဒါဆိုရင်တော့ခီးလွန်တာလဲကြာဟုတ်ဟန်မတူတော့ဘူးဗျကျုပ်လဲတွေးမိနေတာပေါ့နေအောင်တာတီးရထူးခြားတာတကူမင်းကိုပြောအောင်မယ်ဟင်ဘာတော့ကိုအောင်ပါကျော်ငါတို့ငွေတွင်းကုန်းကတင်းချိုင်းကုန်းစီးရမှာလူတယောက်ရောက်နေတယ်နှကမ်းမွေးကားကားကြီးနဲ့ရောင်တစောင်းကြီးလဲထုံးလို့လွယ်အိတ်ဆုပ်ကြီးတစ်လုံးလဲလွယ်ထားသေးရွာကနွားเจ้าနဲ့ကောင်လေးတွေပြောလို့ငါလည်းမရောက်မလဲနဲ့သွားကြည့်ရပေါ့အဲ့လူရွာတင်းချိုင်းစီးရရောက်လာပြီးနောက်နေပဲဒီကြားကိစ္စလဲပေါ်လာတာပဲကွရွာထဲမှာကောဘာထူးခြားမှုရှိတော့ဗျကိုအောင်ဘကျော်ကြီးကမျက်မှောင်ကြီးကျုပ်ရင်းနဲ့ပြောလိုက်တယ်ရွာထဲမှာတော့ဘာမှမထူးခြားဘူးတာတီးရနှုတ်ကိုအောင်ဘကျော်ကျုပ်စီလာတာဒီကိစ္စပြောပြချင်တာလားဟာပြောချင်လို့မဟုတ်ဘူးမင်းကိုခေါ်ချင်လို့ငွေတင်းကုန်းကလူငယ်တွေအားလုံးကမင်းတော့ခေါ်ပေးဆိုလို့ငါလာခဲ့တာပဲခတ်တော့ခတ်သားဟာကိုအောင်ဘကျော်ရဲ့ကျုပ်ကလည်းဆရာတော့မဟုတ်ဘူးလေတရေလေးတစီလေးကိစ္စလောက်တော့လုပ်ဘူးတာပဲကြားနဲ့ဒီဘာတွေတော့ကျုပ်လည်းနားမလည်ပါဘူးကိုအောင်ဘကျော်ရဲ့တာတီးရမင်းကဆရာမဟုတ်ပေမဲ့ဆရာတွေနဲ့သွားဘူးလာဘူးတဲ့သူလေကွာမင်းလာပြီးအကဲလေးပါလေးခတ်ကြည့်ပါကွာငါတို့ကတော့ကြောက်တာပဲသိတာပဲဘာမှလည်းနားလေတာလည်းမဟုတ်ကျုပ်တွေးပြီးစဉ်းစားနေတယ်ဒါပါဖြစ်နိုင်လဲဆိုတော့ကြားနဲ့ကြီးတဲ့ညတကောင်ကျော်ရင်ပုံမှန်ရောက်လာတဲ့ရွာကိုပတ်တဲ့တဝုံဝုံနဲ့ဟိန်းနေတဲ့ကြားက12တောင်လောက်ရှိမယ်ဆိုပဲတွေးတာတွေးရတယ်ဒါမျိုးလဲကျုပ်တခါမှမကြားဘူးဗျာရွာပြင်တုတ်တန်တွေကရောင်တုံးနဲ့နှကမ်းမွေးကားကားကြီးနဲ့ဒီလူရောက်မှဒီကြားရောက်တယ်ဆိုတော့ဒီလူကရောဘာတော့ကြားနဲ့ကြီးနဲ့ဒီလူနဲ့ကရောဘလို့ပတ်သက်နေတော့ဘလို့ပဲတွေးအဖြေကလည်းမပေါ်ဘူးဗျာဘာပဲဖြစ်ဖြစ်ငွေတွင်းကုန်းတော့လိုက်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်အမေနဲ့အဖကိုအကျိုးအကြောင်းပြောပြီးအဝတ်ပူတစ်စုံယူလိုက်တယ်ပြီးတော့ကျုပ်ရဲ့ဆေးလွယ်တစ်ဆုံးဆေးတော့မြက်ကွင်းဆေးဘာမှမကြံအောင်ကျုပ်ယူလာခဲ့တယ်
ထနောင်းကုန်းကနေနိုင်ပြန်နှစ်ချက်တီးလောက်ထွက်ခဲ့တယ်ကိုအောင်ဘကျော်ကကျုပ်တို့နေတဲ့ကြောမှာလှဲမောင်းချန်ပီယံဗျလှဲမောင်းပြိုင်ပွဲတော်မကြဆူရတဲ့သူပဲခုမှပဲကိုအောင်ဘကျော်မောင်းနဲ့လှဲကျုပ်ကစီးဘူးတာဗျလှဲမောင်းတဲ့နေရာမှာလွတ်တော်တဲ့လူပါဗျနွားငေါက်တန်တော့မကြရဘူးပြေးလိုက်တဲ့နွားတွေဗျသူ့နွားကြီးတွေကလည်းတကယ်နွားကောင်းနေနှဖီးကြီးတွေဗျဖြူတကောင်အနီးတကောင်ညနေ9 နာရီလောက်ကျတော့ငွေတွင်းကုန်းတင်ချိုင်ရောက်ပြီဗျတတိငါဈေးရဲ့နားကဖြတ်မောင်းရမှာဈေးရဲ့ပေါ်မှာဟိုလူကိုမင်းမသိမသာအကဲခတ်ကြည့်လိုက်ကိုအောင်ဘကျော်ကလဲကိုတင်းချိုင်းဈေးနဲ့မနီးမဝေးကဖြတ်မောင်းတယ်ကျုပ်ကလည်းဟိုကြည့်သလိုဒီကြည့်သလိုနဲ့တင်းချိုင်းကုန်းတွေကဈေးရဲ့ပေါ်ကိုကြည့်တယ်ဟောတွေ့ပြီရောင်တစောင်းနဲ့နှကမ်းမွေးကားကြီးဗျတခုခုကိုတွေးနေတယ်ပြုကျုပ်ကြည့်နေရတော့သိပုံမရဘူးကျုပ်တို့တင်းချိုင်းဈေးကိုကြော်လာတော့မှကိုအောင်ဘကျော်ကကျုပ်ကိုမေးတယ်ဘလို့လဲတာဒီလိုပုံစံကမယိုးဘူးနဲ့ထင်တယ်နော်ဟုတ်တယ်ဗျကိုအောင်ဘကျော်ရဲ့ကျုပ်တွေးကြုံရပြောရရင်တော့ဒီလူကကဝေလားအောက်လန်းလားပဲခမည်းပြောတဲ့ကြားနယ်ကြီးနဲ့ဒီလူနဲ့တနည်းနည်းတော့ပတ်သက်မှုရှိမှာအမှန်ပဲဗျဒီလူရောက်လာပြီးမှဒီကြားနယ်ကြီးတော့ပေါ်လာတာပဲညတိုင်းရွာပတ်ပြီးဟိန်းနေရပဲညရောက်ရင်မင်းတွေးမှာပါကွာခမည်းကြဒီညလာပါစေလို့ပဲဆူတောင်းရမှာပေါ့ဟာလာမှာပေါ့တာတီကညတိုင်းလာနေရ၄ညဇာတိုင်ရှိပြီပဲမိုးမချုပ်ခင်ကျုပ်တို့ရွာထဲရောက်ခဲ့တယ်ရွာထဲကကာလာသားတွေကဝမ်းသာအားရနဲ့ကျုပ်ကိုကြိုကြပါရောလားဗျာဟာတာတီပါလာပြီဟေ့လို့တယောက်ကအော်ပြီးပြောလိုက်တာနဲ့တယောက်ပြီးတယောက်ရောက်လာတာပဲကျုပ်နဲ့ကိုအောင်ဘကျော်ကလည်းကာလာသား14-15ယောက်နဲ့အတူတွားရတာပေါ့ဗျာကိုအောင်ဘကျော်တို့ဝိုင်းကြီးကကျေသားဗျမကြီးပင်တမာပင်နေနဲ့အုပ်ဆိုင်လေးကျုပ်တို့အလုံးကျွန်းလေကားကြီးကနေအိမ်ပေါ်ကိုတက်ခဲ့တယ်ဟေးလာဟေးမောင်တာတီငါတို့လည်းမင်းကိုတွေးချင်လို့စောင့်နေတာကွငွေတင်းကုန်းကလူကြီးတွေ4-5ယောက်လောက်ကျုပ်ထိုင်ပြီးစောင့်နေကြတာပဲဒီထဲမှာကိုအောင်ဘကျော်ရဲ့အဘလည်းပါမဲဗျကျုပ်ကသူ့အဘကိုလည်းမမြင်ဘူးလေလာတာတီထိုင်ကွာဟောမှာငါအဘဦးစိန်ဖြူဒါကငါအမေတော်လုံးကြီးကျုပ်ကလည်းပြုံးပြီးနှုတ်ဆက်ရတယ်ဟောဒီဘက်မှာဖိုးမောင်ဖြူဒါကဖိုးထွန်းကြီးဒါကဖိုးအောင်ရင်ဒါကဖိုးစိန်ကြကျုပ်ကအားလုံးကိုပြုံးပြီးနှုတ်ဆက်ရတာပေါ့တာတီရော့မင်းကငကားပဲတောက်တာဆိုပြီးကိုအောင်ဘကျော်ကကျုပ်ကိုငကားစပေါ်လိုက်တက်လိုက်နဲ့ဒနုပြူတော်ကြီးမိခတ်လေးကိုကမ်းပေးတယ်ကျုပ်လည်းမိခတ်ခတ်ပြီးစလိတ်လေးဖွာလိုက်တယ်ငကားစပေါ်လေးကလေးဖွာလိုက်မှပဲအမောပြေသွားတော့တာပြုအကျိုးအကြောင်းတော့မောင်တာတီသိပြီးရောပေါ့ဘလို့အကြောင်းလဲဆိုတာမောင်တာတီတွေးလို့များရလားကွကိုအောင်ဘကျော်ရဲ့အဘဦးစိန်ဖြူကကျုပ်မေးတယ်ကျုပ်လည်းဒီကိစ္စတလန်းလုံးတွေးလာတာပဲပိုးကြီးကျုပ်ဆရာကြီး2ယောက်နဲ့လိုက်ခဲ့တော့ကတော့တခါတော့မြင်မှုခဲ့တယ်ဗျဟေးဘာများတော့မောင်တာတီနာရုပ်တက်ဆိုတာရှိတယ်ဘိုးရဲ့ရုပ်ပြောင်းရုပ်လွှဲတက်ပေါ့လူကနေကြားသွင်းပြောင်းတာလေဟာဒါမျိုးလည်းရှိကြလားမောင်တာတီရှိတယ်ဘိုးကျုပ်ရှိမှနေမြင်ခဲ့ရတာပါသမန်းကြားဆိုတာမျိုးထင်တယ်နော်ကာလာသားတယောက်ကဝင်ပြောတယ်အေးဟုတ်နိုင်တယ်ကွာမင်းပြောတာကျုပ်ကလည်းချက်ချင်းပြန်ပြောလိုက်တယ်ဒါဆိုရင်တင်းချိုင်းစက်ပေါ်ကလူများရုပ်ပြောင်းရွှဲလွှဲလုပ်ပြီးရွာကို6လှန်နေတာများလားဘိုးကြီးနောက်ကာလာသားတယောက်ကဝင်ပြောတယ်ဗျာငွေတွင်းကုန်းသားတွေမစိုးဘူးဗျတွေးတက်ခေါ်တတ်သားပဲကျုပ်လဲလာတဲ့လမ်းမှာဒါတွေတွေးလာခဲ့တာပဲဗျာဖြစ်နိုင်တာတွေတော့ရှိတာပေါ့ဘိုးရဒါပေမဲ့အတွေးနဲ့ဆုံးဖြတ်လို့တော့မဖြစ်ဘူးတေးချအောင်ဒီညသွားကြည့်ရလိမ့်မယ်ဗျာသွားကြည့်မယ်ဟုတ်လားကာလာသားတွေလှမ်းပြီးអော်ကြတယ်ဟုတ်တယ်လေသွားကြည့်ရမှာပေါ့ကိုအောင်ဘကျော်နဲ့ကျုပ်နဲ့တယောက်လောက်ဖော်လိုက်ခဲ့ပေးအောင်မလားဟာတာတီကလည်းငါလိုက်မှာပေါ့ကွာကာလာသားတွေကတော့ငြိမ်နေတယ်ဘာမှကိုမပြောကြဘူးကျုပ်တို့လည်းထမင်းစားပြီးတော့ည9 နာရီထိုးပြီး9 နာရီထိုးတာနဲ့ကျုပ်နဲ့ကိုအောင်ဘကျော်နဲ့ရွာပြင်ထွက်လာတယ်လက်ကွယ်ရက်နီးနေပြီဆိုတော့လာရအောင်တော့မရှိဘူးဗျကျဲရောင်ပဲရှိတယ်ကျုပ်တို့2ယောက်လည်းတစ်ပင်တွေခြုံဖုတ်တွေနောက်မှာပုံရင်တင်းချိုင်းကုန်းကိုတပြေးပြေးနဲ့ကတ်လာတယ်ကျုပ်ကတင်းချိုင်းအနေထားကိုကဲခတ်ကြည့်လိုက်တယ်တင်းချိုင်းစီရဲ့ထဲကလူကတော့စက်ပေါ်လေးလေးမီးတရဲနဲ့ဗျကျုပ်တို့ဘက်တော့ကြောခိုင်းထားတယ်ကျုပ်ကကိုအောင်ဘကျော်ကိုလက်ကုပ်ပြီးမြရပင်နဲ့ရှေကြီးပေါက်နေတဲ့ဘက်ကနေအုတ်ကူကြီးတစ်လုံးလက်ညှိုးထိုးပြီးပြလိုက်တယ်ကိုအောင်ဘကျော်နဲ့ကျုပ်နဲ့အုတ်ကူကြီးပေါ်ကိုတက်လိုက်တယ်ညရပင်တွေကြားမှာကျုပ်တို့2ယောက်ပျောက်သွားတာပေါ့တင်းချိုင်းစီရက်ကနေကြည့်ရင်တော့ကျုပ်တို့ကိုဘယ်သူမှမမြင်နိုင်ပါဘူးဗျာတကောင်ကြက်တွန်တန်ရွာဘက်ကကြားလိုက်တယ်ဟာကြားဟင်းတန်ကြီးဗျတော်ဝုန်းနဲ့တကယ်ကိုကြောက်စရာကြီးပါလားဒါကြောင့်လဲငွေရင်းကုန်းသားတွေကြောက်ကြတာပေါ့လေရှင်းသွားပြီပေါ့ဗျာကျုပ်ထင်ထားတယ်လို့မဟုတ်ဘူးဆိုတာလေဇေယျပေါ်ကလူကရုပ်ပြောင်းရုပ်လွှဲလို့ပြီးကြားသွင်ဖန်တီးတာတော့လုံးဝမဟုတ်ဘူးဟိုလူကဇေယျပေါ်မှာပဲဈေးလိတ်ထိုင်ဖွာနေတယ်ပြုကိုအောင်ဘကျော်ကြားကဘယ်ဘက်ကစဟိန်းတာတော့အဲ့ဒါရွာရှိဘက်လေရွာဦးနတ်စင်ကဟိန်းတာညာတိုင်းအဲ့ဘက်ကပဲစဟိန်းတာပဲအော်အဲ့ဒါနတ်စင်လားအေးဟုတ်တယ်ဘာဖြစ်လို့လဲတာတီဟောဟိုလူထလာပြီပြုကိုအောင်ဘကျော်မေးတာကိုတော့ကျုပ်ပြန်မဖြေရသေးဘူးကိုအောင်ဘကျော်ကလည်းကျုပ်ကိုဆက်မမေးတော့ဘူးဇရက်ပေါ်ကလူကိုပဲမျက်တောင်မခတ်ကြည့်နေတော့တာပေါ့ဟောကြားဟင်းတန်ကြီးကတဝုံနဲ့တဖြည်းဖြည်းနီးလာပြီ
တာတေးဖြစ်ပါမလားကွာကိုအောင်ဘကျော်ကအတန်တုံကြီးနဲ့ကျုပ်ကိုမေးလိုက်တယ်ဟာဖြစ်ပါတယ်ကိုအောင်ဘကျော်ရဲ့ကျုပ်လွယ်အိတ်ထဲမှာဆေးဝါးစုံပါပါတယ်မကြောက်ပါနဲ့ပြောတာပြောရဲကျုပ်လည်းကြက်သိန်းနေတော့ထလာပြီဟာကြားနဲ့ကြီးပြိုးနေတဲ့အကောင်ကြီးမဟုတ်ဘူးကိုအောင်ဘကျော်ပြောတာဟုတ်တာပေါ့ဗျာ12တောင်လောက်ကိုရှိမှာပဲကျေရောင်တွေအောက်မှာမြင်ရတာပဲခါကြီးနွဲ့နဲ့ရှောက်လာတယ်ပြုမျက်လုံးနှလုံးဆိုတာမှောင်ထဲမှာနီးရဲပြီးတောက်နေတာပဲဟောကြားကဟိုလူစီတန်းသွားတာဗျအောင်မဲဒီလူက12တောင်ကြားကြီးကိုတော့လက်နဲ့တတ်နေရဲ့ပြုငါသားကိစ္စတွေပြီးတော့မှာပါကွာမနှက်ဖန်ညလာကွယ်ညပဲနက်ဖန်ညရောက်ရင်ဟိုကောင်မကိုချီပြီးကူကြီးကိုရောက်သွားနော်ဆရာလည်းမင်းနောက်ကထက်ချက်မကွာလိုက်ခဲ့မှာပါဒါပေမဲ့မင်းကကြာငါကလူဆိုတော့တောတဲ့တောင်ထဲသွားတဲ့ကမင်းကိုမှီအောင်တော့လိုက်နိုင်မှာမဟုတ်ဘူးပေါ့ကွာဟာကြားနဲ့ကြီးကဒီလူ6ယောက်ကိုခေါင်းနဲ့ဝှေ့တယ်ပြုဘလို့ဖြစ်လို့ဒီလူကဒီကြားကိုဒီလောက်ပိုင်နေပါလေပြီးတော့ကြားကလည်းညတကောင်မှပေါ်လာတာလေဗျာတနေ့လုံးဒီကြားကဘယ်သွားနေတော့ဘာကလူတွေအလုတ်သွားလုံနေတာတယောက်တော့ဒီကြားနဲ့ကြီးမြင်ရမှာပေါ့ဟောဟိုလူကြားကြီးကိုဘာပြောလိုက်တယ်မသိဘူးကြားနဲ့ကြီးကခြာကနေလှည့်ထွက်ပြီးရွာဘက်ပြန်သွားပြီးဟိမ့်ပြန်ရောပြုကွန်ဘကျော်နဲ့ကျုပ်လည်းတုံးမှမလှုပ်ရဲကြပါဘူးဗျာအခုနေရွာပြန်သွားရင်လည်းကြားနဲ့ကြီးနဲ့ပတ်ပင်တိုးမှတေးကြနေရပဲကျုပ်တို့နှစ်ယောက်လည်းဂူကြီးပေါ်မှာလှဲအိမ်ရင်ကြားဟင်းတန်ကြီးကိုနားဆွင့်ရတာပေါ့ဗျာမနဲ့အာယုံတက်လောက်ကြတော့ကြားဟင်းတန်ကြီးပျောက်သွားတယ်ဇေယျထဲကိုလှမ်းကြည့်လိုက်တော့ဟိုလူကလည်းအိတ်နေတယ်ကျုံနဲ့ကိုအောင်ဘကျော်လည်းလာတော့ကအတိုင်းခြုံတွေကြားကနေပြန်ထွက်ပြီးရွာကိုပြန်ခဲ့ရတာပေါ့ဒါပေမဲ့ကျုပ်စိတ်ထဲမှာတော့မနှက်ဖန်ညရောက်ရင်ဟိုကောင်မချီပြီးဂူကြီးတဲ့ရောက်အောင်သွားပြီးတော့ဆိုရက်ဇေယျပေါ်ကလူကကြားနဲ့ကြီးကိုပြောလိုက်တဲ့စကားတန်ကိုသာကြားနေတော့တာပဲကိုအောင်ဘကျော်တို့အိမ်ရောက်တော့ဒါကိုပဲကျုပ်လည်းတွေးနေမိတယ်ဒါပေမဲ့ဘဲကောင်မကိုကြားကချီမယ်ဆိုတာလဲကျုပ်ကလုံးဝမသိကျုပ်တို့ကိုအောင်ဘကျော်တို့အိမ်ကိုပြန်ရောက်တော့မိုးလင်းစားတော့ပြုတ်ပြီးဗျကိုအောင်ဘကျော်ရဲ့အဖေနဲ့အမေဖြစ်တဲ့ဖိုးစိန်ဖြူနဲ့အရေးလုံးကြီးတို့နှစ်ယောက်ကကျုပ်တို့နှစ်ယောက်ကိုစိတ်ပူပြီးမျှော်နေကြတယ်ပြုစိတ်ပူမယ်ဆိုလဲပူစရာပေါ့ဗျာတညာလုံးကြားနဲ့ကြီးကရွာပတ်ပြီးအတန်နဲ့ကြီးနဲ့ဟိတ်နေရကိုဟဲ့ဟိုမှာအောင်ဘကျော်နဲ့တာတီပြန်လာပြီဖိုးစိန်ဖြူကစပြီးဝမ်းသာအားရနဲ့အော်ပြောလိုက်တယ်အမလီတော်ပါသေးရဲ့ငါတို့မှတညာလုံးအိမ်မပြောဘူးကြားဟိန်းတန်ကြီးကြားတိုင်းနင်တို့နှစ်ယောက်ကိုစိုးရိမ်နေတာကျုပ်ထင်တယ်လို့တော့မဟုတ်ဘူးဖို့ရဲ့ဟင်ဘလို့များတော့မောင်တာတီအော်ဒီလိုလေးဖို့ရဲ့ကျုပ်ကဇေယျဘော်ကလူကရုပ်ပြောင်းရုပ်လွှဲပညာနဲ့ကြားနဲ့ကြီးပုံပြောင်းပြီးရွာကိုချင်းချောက်နေတယ်လို့ထင်တာညကတွေ့ရတော့မှပဲဒီလူကကြားပုံပြောင်းတာမဟုတ်ဘူးဗျကြားနဲ့ကြီးကတက်လာတာဒါပေမဲ့အဲ့ကြားကဇေယျဘော်ကလူရဲ့ကြားတော့ဟုတ်တယ်ဗျလဲတဲ့အကောင်ကြီးမဟုတ်ပါဘူးဗျ12တောင်တော့အသားလေးရှိရဲ့ဖို့ဟေး9တောင်ကြားတောင်ကြီးလာပြီထင်နေတာ12တောင်ကြားဆိုတော့နဲတဲ့ကောင်ကြီးမှမဟုတ်ပဲကွန်ဘကျော်ရဲ့အဖေကပြောတယ်ဒါထက်ဘိုးရဲ့ညကရွာထဲမှာရောဘာထူးတုံးဗျထူးလိုက်တာမှမောင်တာတီရဲ့အကြီးတို့ဝိုင်းတောင်ပတ်2ဝိုင်းကျော်ကအောင်ဖြူဆိုတဲ့ကလေးမလေးညတစ်ချက်ဒီလောက်ကြီးထအော်လို့လေဘလို့အော်လဲအမေကွန်ဘကျော်ကအလန့်တကြားမေးလိုက်တယ်လာပါပြီရှင်လာပါပြီဆိုပြီးအိမ်ထဲကနေအပြင်ကိုပြေးထွက်မယ်ကြီးလို့သူတို့အိမ်သားတွေဝိုင်းပြီးဆွဲထားရတာမပြောပါနဲ့တော့ဟင်းဘလို့ဖြစ်လို့တော့ကိုအောင်ဘကျော်ကမျက်မှောင်ကြီးကျုပ်ပြီးမေးတယ်ကျုပ်လည်းအကြီးလုံးကြီးကိုအံ့ဩပြီးကြည့်နေမိတာပေါ့ဘလို့ဖြစ်လဲတော့မသိဘူးလေအောင်ဘကျော်ရဲ့ရွာပြင်ကကြားကတစ်ချက်ဟင်းလိုက်တိုင်းအောင်ဖြူမကလာပါပြီရှင့်ထားတာအော်တာပဲရွာထဲမှာညံနေရောဟေးတရွာလုံးတိတ်ဆိတ်နေတဲ့အချိန်ဆိုတော့အောင်ဖြူမအော်တဲ့အတန်ကြီးကရွာထဲကလူတိုင်းကြားရတာပေါ့အောင်ဖြူမအတန်ကလည်းတမျိုးကြီးပဲဘလို့ကြီးမှန်းလည်းမသိပါဘူးဟာကျုပ်ဘာလို့ရမယ်ဆိုတာဆုံးဖြတ်လိုက်ပြီကွန်ဘကျော်ကြက်တကောင်ချက်ခိုင်းဗျာပြီးရင်ထမင်းတစ်ခွက်လောက်ချက်မပြောပတ်ခင်းပြီးထမင်းတောင်းပြင်ရမယ်ဟာရမယ်တာတေးဘယ်ချိန်ပြီးလို့ခြင်းလဲနောက်ထပ်ရောဘာလို့သေးလဲလူရာရှိအကုန်ပြောဒီရွာမှာနတ်ဝင်တဲ့ရောရှိလားဟာရှိပါဗျာဒေါ်ယုံကြည်ဆိုတာအမေချမ်းခေါင်းဆွဲဆိုလားအမေရင်ခေါင်းဆွဲဆိုလားပဲအစီပိုင်းမှာနေတာငါနဲ့လှုပ်ခင်တယ်ကွအမေနဲ့လည်းခင်တယ်ဒေါ်ယုံကြည်ကိုငါတို့ဘာပြောပြရမလို့ညနေ6နာရီကျော်လောက်ရောက်လာခဲ့လို့ပြောပြပါပြီးတော့မီးလောင်ကုန်းတင်းချိုင်းကိုကျုပ်တို့လှဲနေသွားမယ်မဖဲဝါကိုပင့်ဖို့ဆိုတာလည်းထည့်ပြောပြဗျာစိတ်ချတာတီးစိတ်ချကဲထမင်းညံလေးစားတောက်တီးလောက်အိတ်လိုက်ကြရအောင်ကွန်ဘကျော်ကပြောတော့ဖိုးစိန်ပြူကပြောတယ်မင်းတို့နှစ်ယောက်စိတ်ချလက်ချတာအိတ်ကြပါကွာမောင်တာတီလိုတာတွေကိုဘိုးတို့အားလုံးစီစဉ်မှာပေါ့ခဏကြာရွာကလူကြီးတွေရောက်လာမှာပဲအားလုံးကမောင်တာတီလိုတာပြောဖို့ဘိုးကိုမှားထားပါတယ်ကွန်ဘကျော်နဲ့ကျုံတဲ့ထမင်းညံစားပြီးနှစ်ယောက်သားအိတ်ကြတော့တာပေါ့တညာလုံးအိတ်ကြီးပြတ်ထားဆိုချက်ချင်းအိတ်ပြောသွားတာပါပဲကျုပ်တို့နှစ်ယောက်အိတ်ရကလည်းနိုးလာရောညနေ3နာရီတောင်ထိုးပြီးဗျကျုပ်လည်းအိတ်ရကကြပြာကြရထပြီးရေချိုးလိုက်တယ်ဒီတော့မှလူလဲလန်းသွားရောပြုမောင်တာတီအိတ်နေတော့ရွာကလူကြီးတွေလာကြတယ်မောင်တာတီဘာပြောလို့ဆိုတာသိချင်လို့ပေါ့ကွာကျုပ်ကလည်းမောင်တာတီပြောပြတာတွေအားလုံးပြန်ပြောပြလိုက်တယ်လူတာတွေလည်းပြောလိုက်တယ်
ညနေ9နာရီထိုးတာနဲ့စံတစ်ခွက်နဲ့ကြက်တစ်ကောင်ချက်ထားတဲ့ထမင်းတောင်ရောက်လာလိမ့်မယ်။ရုံးကြီးကိုတော့မင်းအကြီးသွားခေါ်ထားပြီ။ဟာဒါဆိုရပါပြီဘို့ရဲ့ဒီကြားနဲ့ကြီးနဲ့ဇရက်ဘော်ကလူဟာဘာဆိုတာကိုတော့ကျုပ်ကတော့အတိအကျမပြောနိုင်သေးဘူးဗျ။ဒီညမဖဲဝါပင့်ပြီးရင်တော့ဘာဆိုတော့ကျုပ်ပြောပြလို့ရပါပြီဘို့ရ။ဟဲ့တာတီနဲ့အောင်ပါကျော်နင်တို့နှစ်ယောက်လဲထမင်းချမ်းစားပြီးတဲ့ကအိတ်လိုက်ကြတာထမင်းလဲထမစားကြဘူးအကြီးချက်ထားတဲ့ထမင်းတွေဟင်းတွေကဒီတိုင်းပါပေါ်လား။အကြီးညစာကြမှာပဲပေါင်းစားတော့မယ်ဗျ။ကျုပ်ကအကြီးကိုပြောတော့အကြီးကလည်းဘာမှမပြောဘဲရှိနေတယ်။ကိုအောင်ပါကျော်ကခေါင်းကြီးရမ်းပြီးပြောတယ်။အမေရဲ့ကျုပ်ခင်ညကကြောက်လိုက်တာဇရက်ပေါ်ကရောင်တုံးတဲ့လူကြီးကကြားနဲ့ကြီးကိုခေါင်းကြီးပုတ်ပြင်းနေတာတွေ့တော့ကျုပ်မှအသေးတွေဥတွေပြောင်းပြန်ဖြစ်သွားတယ်လို့ပါပဲ။ဟေးဟုတ်လားဒါဆိုဒီကြားနဲ့ကြီးကဒီလူရဲ့ကြားပေါ့ဘာကြံနေများငါတို့ရွာကိုကြားနေလာတိုက်နေရတော့ဒါတော့လည်းမသိသေးဘူးလေအမေကဒီညတာတီအလုံးလုံးမှလေအဲ့တော့မှသိရမယ်လို့တာတီကလည်းပြောတာပဲအမေရဲ့အေးဒါဆိုဒီညသိရတော့မှပေါ့ဟဲ့ဒီလူနဲ့ဒီကြားနဲ့တို့ရွာကအောင်ဖြူမနဲ့ဘာမှလုံးမလို့ပါလေဒါလည်းမပူပါနဲ့ဗျာတာတီစီစဉ်မှာပေါ့အေးဟုတ်တာပဲတာတီကအကောင်သာသေးတာတက်တီကတော့အတော်ရှိတဲ့ကောင်ကျုပ်ရောဖိုးစိန်ဖြူရောကိုအောင်ဘကျော်ရောရည်ကြတာပေါ့ဗျာကျုပ်တို့အညာသူညာသားတွေကရိုးရိုးကြီးတွေဗျဘာပြောပွင့်ပွင့်လင်းလင်းကြီးတွေပေါ့ကျုပ်နဲ့ကိုအောင်ဘကျော်မနှက်စာနဲ့ညစာကိုပေါင်းစားပြီးလို့ဆက်လက်ထိုင်တောက်နေတော့ဝိုင်းထဲကိုလှဲတစီမောင်းဝင်လာတယ်ဒါဘယ်သူတုံးဗျကိုအောင်ဘကျော်ဟာအဲ့ဒါနတ်ဝင်တဲ့ကြီးတော်ရုံးကြည့်လေကွာလဲကထမင်းတောင်းယူရင်ရုံးကြည့်ပါခေါ်လာတာဟေ့လို့ရီးလုံးကြီးကပြောတယ်လဲပေါ်မှာလဲကြောက်ခဲတို့အရွယ်လောက်ကောင်လေးနှစ်ယောက်လဲပါလာသေးတယ်ဒီကောင်ဆန်ပမင်းလဲအိမ်မော်တက်ခဲ့အောင်လေကွာဟာကျုံတက်တော့ဘူးဖိုးစိန်ဖြူရေအကြီးဖူးမတို့ဝိုင်းထဲမှာပြောင်းယူသွားတိုက်ပေးရအောင်မယ်ကျုပ်ကနှုံးဝင်တဲ့တော်ရုံးကြီးကိုကျုပ်လုံးမဲ့ပုံစံကိုပြောပြလိုက်တယ်တော်ရုံးကြီးကအသားဖြူဖြူထောင်ထောင်မောင်းမောင်းကြီးပဲကျုပ်ကမောင်တာတီကိုမမြင်ဘူးသေးပေမဲ့ကြားဘူးပြီးသားပါတော့မထွန်းတို့မတုတ်တို့ကျုပ်နဲ့တွေ့ရခါတိုင်းမောင်တာတီအကြောင်းပြောနေကြပါမောင်တာတီကိုမဖဲဝါတစ်ခါပင့်ပေးပြီးတိုင်းကျမ်းမာရေးပူကောင်းတဲ့အကြောင်းစီးပွားရေးပူဖြစ်တဲ့အကြောင်းတွေတောင်ပြောချတာဟင်ဟုတ်လားဒါတွေတော့ကျုပ်တောင်မသိပါဘူးဗျာဒါကြောင့်ဒီကောင်မနှစ်ယောက်ကမောင်တာတီလာခေါ်ရင်ဘယ်တော့မှမငင်းကြတာပေါ့ကျုပ်ကလည်းပြုံးပြီးခေါင်းညှိလိုက်တယ်ည7 နာရီမှာကိုအောင်ဘကျော်ကလှဲကောက်ပြီးကျုပ်ရဲ့တော်ရုံးကြီးရဲ့ကောင်လေးနှစ်ယောက်ရဲ့မီးလောင်ကုန်းတင်းချိုင်းဘက်ကိုထွက်လာတာပေါ့ငွေတွင်းကုန်းတင်းချိုင်းမှာလုံးလုံးဖြစ်ဘူးဗျဇရက်ပေါ်မှာကြားနဲ့ဆရာကြီးရှိနေရမို့လားမီးလောင်ကုန်းတင်းချိုင်းကိုရောက်တာနဲ့ခါတိုင်းလိုပဲဂူကြီးတစ်လုံးပေါ်မှာမဖဲဝါအတွက်ထမင်းပွဲပြင်လိုက်တယ်အသိယူလာရေဖလားကြီးတဲ့ကိုရေဖြည့်လိုက်တယ်ဖြောင်းနိုင်တိုင်းလဲထွန်းလိုက်ရတာပေါ့နက်ကတော့တော်ရုံးကြီးကတော့လုပ်ငန်းကျွမ်းကျင်ပြီးသားလေးဗျဂူရှိမှာမြက်ခင်းလေးမှာသပင်းကိုဖလာချပြီးကျုံလေးထိုင်လို့လက်အုပ်လေးတောင်ခြေထားပြီးသားအရှိနေထွက်အနောက်နေဝင်တောင်ငါကွန်မြောက်တူဝန်အတွင်းတင်းချိုင်းရှင်မမဖဲဝါရှိလျာအရက်ကအမြန်ကြွလာခဲ့ပါကျုပ်တာတီကမဖဲဝါအတွက်စားပွဲတောက်ပွဲနဲ့ကြိုးပါတယ်ဗျာအမြန်ဆုံးကြွခဲ့ပါခင်ဗျကျုပ်ခဏစောင့်ကြည့်လိုက်တယ်ကိုအောင်ဘကျော်နဲ့ငွေရင်းကုန်းသားကောင်လေးနှစ်ယောက်ကခက်လှမ်းလှမ်းတမုံပင်အောင်ရက်နေတယ်ဗျကျုပ်လုပ်တာတွေကိုလည်းမျက်တောင်မခက်ကြည့်နေကြတာပေါ့ဟာမဖဲဝါဒီတခါတော်တော်မြန်တာပဲဒီနီးနားမှာရှိနေပုံပဲပြုတ်ခွေးဦးတန်ကြီးကတပြေးပြေးနဲ့နီးလာပြီနွားပေါက်တစ်ကောင်လောက်ရှိရဲ့ခွေးနဲ့ကြီးဆိုတာတော့အရင်စာအုပ်တွေထဲမှာလည်းကျုပ်ရေးပြခဲ့ပူပါတယ်ဟာဟိုမှာပြုတ်ဟိုမှာမဖဲဝါကြီးရွေ့လာပြီပြုတ်ခုတွေပေါ်ကရွေ့လာတာအရက်ကြီးက10ပေလောက်ရှိရဲ့မျက်လုံးကြီးနှလုံးကလက်ဖက်ရပကံလောက်ရှိရဲ့မောင်ထဲမှာကိုရဲတောက်နေတာပဲဗျာဖြူဖြူကြီးဗျစပင်ကတော့ဖားလာကြီးချလို့ပေါ့ဟောတင်းကြိုင်အလေလောက်လဲရောက်တော့မဖဲဝါတုံငနဲ့ရက်သွားတယ်ပြီးတော့လဲဒေါ်ယုံကြီးကိုစိုက်ကြည့်ဟာဝင်သွားပြီဗျာဒေါ်ယုံကြီးကိုလည်းကိုတိုးဝင်သွားတာဟောဒေါ်ယုံကြီးလက်ကြီးတွေပေါ်မြောက်လာပြီကွေးကောက်ကြီးတွေပေါ့လက်နှစ်ပတ်နဲ့ခေါင်းကစပင်ကိုတတ်တင်လိုက်တယ်ဟာခုံပြီပြုတ်မဖဲဝါခုံလိုက်ပြီးကူကြီးပေါ်ကိုလွှားကနေရောက်သွားတယ်ဟောဒူးကြီးနှစ်ဖက်ထောင်ပြီးထမင်းပွဲကိုငုံကြည့်တယ်စားပြီးပြုတ်စားပြီးမဖဲဝါကအားရပါရကိုစားတာကြက်ရိုးတွေဝါလိုက်တယ်မြဂျိုးကိုနေတာပါပဲဗျာကျုံနောက်ကိုလှည့်ကြည့်လိုက်တော့ကိုအောင်ဘကျော်ရောကောင်လေးနှစ်ယောက်ပါမဖဲဝါဝင်နေတဲ့ဒေါ်ယုံကြီးကိုကြည့်နေလိုက်တာမျက်တောင်တော့မခတ်ဘူးကျုပ်လည်းမဖဲဝါကိုမျက်တောင်မခတ်ကြည့်နေရတာပေါ့ဟောကျုပ်ကိုကြည့်ပြီးကြည့်နေပြီဒီကြည့်ကိုကျုပ်သိပြီးသားပါဗျာတာတီဘာကြောင့်ရှိလို့တော့နဲ့မဖဲဝါရဲ့အကြည့်လေးဗျာဒီလိုပါမဖဲဝါငွေတင်းကုန်းမှာ9ညရှိသွားပြီ12တောင်လောက်ရှိရဲ့ကြားနဲ့ကြီးတကောင်ညတကောင်ရောက်တာနဲ့ဘယ်ကပေါ်လာမှန်းမသိပဲပေါ်လာတော့တယ်ဗျဘာကိုပတ်ပြီးတညာလုံးဟိန်းတော့တာပါပဲဗျာငွေတင်းကုန်းတင်းချိုင်းဇရက်ပေါ်မှာလဲရောင်တုံးတဲ့လူကြီးတယောက်ရောက်နေတယ်မင်းညကကျုပ်သွားချောင်းကြည့်တာဒီလူကြီးကကြားနဲ့ကြီးရဲ့ခေါင်းကိုပုတ်ပြီးစကားပြောနေတာတွေ့တယ်ငွေတင်းကုန်းရွာတွေကမအောင်ဖြူဆိုတဲ့မိန်းကလေးတယောက်ကလည်းလာပါပြီရှင့်လာပါပြီလို့ညကအော်တယ်မဖဲဝါနင်နားထောင်တာဒီအဲ့ဒါကြားနဲ့ရှင်ငရွှေသိန်းဟဲ့ကုန်းပေါင်ခေဦးတွေကရှိခဲ့တာအခုထိပဲကြားမော်အောင်ထားတဲ့အကောင်
ရွာဦးနဲ့ဆင်ကနေကြားနဲ့ရုပ်ကလေးနဲ့တိုက်နေတာငွေတွင်းကုန်းကတနင်္ဂနွေသမီးမအောင်ဖြူကိုကြားနဲ့တိုက်သက်ပြီးနှလုံးဖောက်ထုတ်စားရမှာဒါမှသူ့အသက်နောက်တစ်ပြန်ဆက်လို့ရလိမ့်မယ်မနေ့ကလောက်ွယ်ညမှာအောင်ဖြူရဲ့နှလုံးကိုစားရမှာဖြစ်တယ်ဟာဖြစ်မှဖြစ်ရလေဗျာကဲပါအောင်တင်ချိုင်းရှင်မကြီးရဲ့ကျုပ်ကစိုးရိမ်တကြီးပြောလိုက်တော့မဖဲဝါကခေါင်းကြီးတစ်ဆက်ဆက်ညှိပြီးပြောတယ်ဘာမှမစိုးရိမ်နဲ့တာတီကြားနဲ့ရှင်ငရွှေတင်မအောင်ဖြူရဲ့နှလုံးကိုမစားရစေဘူးဒီအကောင်ကန်ကုန်ပြီးအဝီစီငရဲမှာခံရတော့မယ့်ချိန်ရောက်နေပြီဒီညတကောင်ကြောရင်ငွေတွင်းကုန်းတင်ချိုင်းကိုငါအရောက်လာခဲ့မယ်ပြောပြီးဆိုပြီးစားလဲပြီးရောလက်ကိုရေစေးတကြိုက်တည်းမောတောက်လိုက်တယ်ပြီးတော့မဖဲဝါထွက်သွားရောပြုခုပေါ်မှာလဲကျသွားတဲ့ဒေါ်ယုံကြီးကိုကျုပ်နဲ့ကိုအောင်ဘကျော်ကပြေးပွေရတယ်ကျုပ်ကဒေါ်ယုံကြီးရဲ့မျက်နှာကိုရေနဲ့တောက်လိုက်တော့မှသတိပြန်ရသွားတယ်ကြွာရောက်တော့အိမ်မှာရွာတွေကကာလာသားတွေနဲ့လူကြီးတွေကုန်ရောက်နေကြပြီကျုပ်ကမဖဲဝါပြောတာကိုထိုက်တဲ့လောက်တော့ပြန်ပြောပြလိုက်တာပေါ့ကျုပ်ခန်းထဲဝင်ပြီးမျက်ကွင်းစေးကွင်းနဲ့စေးလွယ်အိတ်ကိုဆလွယ်တိုင်းလွယ်ပြီးငွေတွင်းကုန်းတင်ချိုင်းစီကိုထွက်ခဲ့တယ်ကိုအောင်ဘကျော်က9000တို့ Ever Tree တက်မီလေးကိုကိုင်းပြီးလိုက်လာတယ်မင်းညကသွားတဲ့လမ်းကြောင်းတိုင်းပဲသွားကြပြီးမြရပင်နေကြတဲ့ကကူမှာပဲတက်နေလိုက်တယ်အခုမှည10နာရီပဲရှိသေးတယ်ကျုပ်တို့ဆောင်ရအောင်မှာပေါ့လူစိတ်ဆိုတာလည်းခတ်သားလားတခုခုပေါ်မှာစိတ်စောနေအချိန်တွေကကုန်နိုင်ခဲတယ်လို့ထင်ကြတာမို့လား2နာရီလောက်ဆိုအချိန်ကိုပဲကျုပ်တို့မှာကုန်နိုင်ခဲတယ်လို့ထင်ရတာပဲဟောကြားဟိမ့်တန်ကြီးလာပြီမဖဲဝါပြောတဲ့အတိုင်းပဲရွာဦးနတ်စင်ဘက်ကနေအတန်ဆကြရတယ်အတန်ကြီးကကျုပ်တို့ဘက်ကိုရွေ့လာပြီကြားနဲ့ရှင်ကိုရွှေတင်ကတော့တင်းချိုင်းစရက်ပေါ်ကဆင်းလာပြီပြုအောင်မဲဒီလူလွယ်အိတ်ကိုဆက်လက်တိုင်းလွယ်လို့ဒီကနေအပြီးသွားတော့မဲ့ပုံပဲရွာတွေကမအောင်ဖြူကလည်းခုလောက်ဆိုအော်ဟစ်နေရောပေါ့ကျုပ်ကဒီကိုမလာခင်တည်းကမှားခဲ့ပြီးသားမအောင်ဖြူအိမ်ကိုရွာတွေကအားကောင်းမောင်းတန်မိန်းမတွေရောယောက်ျားတွေရောခေါ်ထားပါမအောင်ဖြူကိုမလွတ်တမ်းချုပ်ထားကြပါလို့ဟောခွေးဦးတန်ကြီးဒါမဖဲဝါရဲ့ခွေးကြီးဦးတဲ့အတန်ပဲမဖဲဝါလည်းလာနေပြီပဲခွေးဦးတန်ကြားလိုက်တော့ကြားနဲ့ကြီးကပူပြီးဟိန်ရောပြုတ်ကြားနဲ့ကြီးတင်းချိုင်းနဲ့ရောက်လာပြီမရွှေတင်ကကြားနဲ့ကြီးရဲ့ခေါင်းကိုပုတ်တက်ပြီးတခုခုပြောနေတဲ့ပုံပဲမဖဲဝါကြီးကူရီပေါ်ကိုရွှေ့လာပြီးပြုတ်အရက်ကြီးက10ပေလောက်နဲ့သပင်ဖားလာကြီးချလို့သူ့ရဲ့ခွေးကြီးကကူရီကြားမှာပြေးပြီးလိုက်လာတယ်မရွှေတင်ဆိုတဲ့ကြားနဲ့ရှင်ကလည်းနောက်ကိုတစ်ချက်လှည့်ကြည့်တယ်အောင်မဲရရဆဆတရေမာကဒီကိုဘာလာလောက်တာတော့အော်ဒီလူမဖဲဝါကိုမြင်ရတာကိုကျုပ်တော်တော်အံ့ဩသွားတယ်မဖဲဝါကဂူပေါ်ကနေအောက်ကိုကိုင်းကိုင်းကြီးလှုပ်ပြီးသူ့ခွေးကြီးရဲ့ကြောကိုလက်နဲ့တတ်လိုက်တယ်3ချက်တတ်လိုက်တယ်ဟောမဖဲဝါရဲ့ခွေးကြီးကကြားကြီးဖြစ်သွားပါရောလားကြားမှတကယ်ကိုဘင်္ဂလားကြားကြီးအဝါနဲ့အနက်ဆင်းကြီး15000လောက်ရှိမယ်အရက်ကြီးကလည်းနည်းနည်းတော့မဟုတ်ပါဘူးဗျာမြင်းကြီးတစ်ကောင်လောက်မြင့်တယ်မဖဲဝါကကြားကြီးရဲ့ကြောပေါ်ကိုလွှားကနေခုန်တက်လိုက်တယ်ဟဲ့တရေမနင်းနဲ့ဘာမှမဆိုင်ဘူးခုချက်ချင်းထွက်သွားမဖဲဝါရဲ့ရီတန်ကြီးကြားနဲ့ရှင်ငရွှေတင်ကလည်းသူ့ရဲ့ကြားနဲ့ကြီးပေါ်ကိုခွပြီးစီးလိုက်တယ်ကဲလာခဲ့စမ်းတရေမဒီညတော့နေတစ်ခါထပ်ပြီးမตาပေါ်မဲ့ညပဲမဖဲဝါရဲ့ကြားကြီးဟိမ့်လိုက်တဲ့အတန်ပြိုးကြားနဲ့ကြီးကတော့အဲ့ဒီအတန်ကြီးကိုကြားပြီးနောက်ကိုခြေနှလှမ်းသွားတာပဲကဲငါလှုပ်လိုက်ရသေးတော့မယ်ဒါကြားမဟုတ်ဘူးဟဲ့ခွေးကိုကြောက်ရတယ်လို့ကဲအခုချက်ချင်းဒီခွေးစုပ်ခွေးဝဲစားကိုပြေးကြိုက်လိုက်စမ်းဟောပြေးပြီပြို့ငရွှေတင်ရဲ့ကြားနက်ကပြေးပြီးတော့မဖဲဝါစီးထားတဲ့ကြားကြီးကိုခုံအုပ်မလို့ဟန်ပြင်လိုက်တယ်မဖဲဝါစီးထားတဲ့ကြားကြီးကဝုန်းကနေ2ချက်ဟင့်စိမ့်ပြီးတော့ကြားနက်ကိုသူ့လက်ဝါးကြီးနဲ့လှမ်းပုတ်လိုက်တယ်ကြားနက်ကြီးဘုံကနေလဲသွားတာပဲငရွှေတင်လဲတင်းချိုင်းမြေပေါ်ကိုလွင့်သွားရောပြုငါလှုပ်လိုက်ရသေးတော့မယ်ဟဲ့ကောင်အခုထစမ်းကြားနက်ကြီးကလူးလဲပြီးထတဲ့ဗျာငရွှေတင်လဲကြားနက်ကြီးကိုပြန်ခွစီးတယ်သူ့ကြားနက်ကလည်းအာကပဲဗျဝုန်းကနေဟိမ့်လိုက်ပြီးတော့မဖဲဝါရဲ့ကြားကြီးကိုတရှိန်ထိုးပြေးဝင်တာပြုမဖဲဝါစီးတဲ့ကြားကြီးကဝုန်းဆိုတစ်ချက်ဟိမ့်ပြီးကြားနက်ရှင်ငရွှေတင်ကိုခုံအုပ်ပြီးပါဇက်ကြီးနဲ့ကိုက်လိုက်ရောမဖဲဝါကြားကြီးရဲ့မန်ဖီတန်ကတကယ်ကိုကြောက်စရာကြီးပါဗျာခါပြီးဆွဲခွနေပြီအေယာမကြားပါဇက်ကြီးတဲ့ငရွှေတင်ကလည်းဆန့်ငင်ဖြစ်နေရောပဲကြားကြီးကငရွှေတင်ကိုဆွဲခါနေတာကြောင်တွေကိုကြွက်ကခုတ်တဲ့ခါကြွက်ကိုပါဇက်ထဲကိုက်ပြီးခါနေတယ်လို့ပါပဲမဖဲဝါရဲ့ရီတန်ကြီးကတော့တင်းချိုင်းတစ်ခုလုံးလွှမ်းသွားတာပဲငရွှေတင်ရဲ့ကြားနက်ကြီးကတော့လှုပ်လဲမလှုပ်တော့ဘူးငြိမ်ပြီးရုပ်ကြီးတရုပ်လိုဖြစ်နေတာပဲငရွှေတင်អော်လိုက်တဲ့ဝမ်းကောင်းတန်ကြီးပဲမချီမဆန့်អော်လိုက်တဲ့ငရွှေတင်ရဲ့အတန်ကြီးအဆုံးမှာကြားနက်ကြီးပျောက်သွားပြီးငရွှေတင်လဲငြိမ်သွားတော့တယ်ကြားမော်အောင်ထားတဲ့ကြားနက်ရှင်ကြီးငရွှေတင်အသက်ရာကျော်ရှိတဲ့မှော်ကဝေကြီးတော့ဘဝညီကုန်းချုပ်သွားပြီပေါ့မဖဲဝါရဲ့ကြားကြီးကတော့ပါဇက်ထဲမှာကိုက်ပြီးခါနေတဲ့ငရွှေတင်ကိုမြေကြီးပေါ်ကိုပြန်ချလိုက်တယ်ပြီးတော့ဂူရီပေါ်ကိုကြော်ပြီးလွှားကနေခုန်ပြီးတင်းချိုင်းနဲ့ကနေပြေးထွက်သွားတယ်မဖဲဝါကလည်းကြားကြီးရဲ့ကြောပေါ်မှာစီးလျက်သားကြီးနဲ့ပါသွားလေရဲ့ဗျာ
ကျုပ်နဲ့ကိုအောင်ပါကျော်လဲစောစောကကြားနဲ့ကြီးပျောက်သွားတဲ့နေရာကိုအပြေးလွှားသွားပြီးဓာတ်မီနဲ့ထိုးကြည့်လိုက်တယ်ဟေးဒီမှာဟေးကြားနဲ့ရုပ်ကလေးကျုပ်ကမျက်ပင်လေးကြားကကြားနဲ့ရုပ်လေးကိုကောက်ယူလိုက်တယ်ရွှွန့်နဲ့လှုပ်ပြီးဆေးတုပ်ထားတဲ့နာကြားနဲ့ရုပ်လေးပဲဒါကိုနတ်စင်မှာထားပြီးရွာကိုကြားနဲ့တိုက်နေတာပေါ့ခုတော့ကြားနဲ့ရှင်ငရွှေတင်သွားပြီပေါ့မဖဲဝါပြောသလိုဆိုရင်တော့မဟာအဝီစီငရဲတီရောက်သွားမှာပေါ့ကျုပ်ကကြားနဲ့ရုပ်ကလေးကိုတရွက်ခူးပြီးထုတ်လိုက်တယ်ပြီးတော့ရွာလေးရောက်တော့ရွာသားတွေကိုလည်းအကျိုးအကြောင်းအလုံးသိသွားပြီးပျော်သွားကြတာပေါ့ဗျာမအောင်ဖြူလည်းငြိမ်သွားပြီရဲ့ပြုတ်ညာတွင်ချင်းပဲတင်းချိုင်းထဲမှာတည်နေတဲ့ကြားနဲ့ရှင်ငရွှေတင်ကိုမြုပ်လိုက်ကြတယ်ကျုပ်ကတော့နောက်တစ်နေ့မှာကိုအောင်ပါကျော်ကလှဲနေရွာအထိလိုက်ပို့တယ်ဟုတ်ကဲ့ပါရှင်ဆရာတာတီရဲ့မဖဲဝါစီးတဲ့ကြားဆိုတဲ့ဝတ္ထုတို့လေးဖပြပေးခဲ့ရဖြစ်ပါတယ်ဆုံးထိလိုက်ပါနာဆင်ပေးကြလို့ကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်